ဒီနေ့ကျွန်တော်ရောက်တဲ့နေရာဒီစင်ကာပူမှာရှိတဲ့ Changi Airport ဖြစ်ပါတယ်ဒီအဲ့ဒီနေရာကိုလည်းကျွန်တော်ဗာနဲ့လာလဲဆိုတော့ဘတ်စကားနဲ့ပဲလာတယ်နော်ဒီနေ့ကျွန်တော်နောက်မှာဆက်ဘတ်စကားတွေပါကျွန်တော်ဒီ Changi လေဆိပ်ကိုဒီပုံကိုကနေပြီးတော့ဘတ်စကားစီးလာဆိုရင်သိမချဘူးပေါ့နော်နိုင်ဝက်လောက်ပဲကြာတယ်နိုင်ဝက်လောက်နဲ့ Changi ကိုရောက်လာတယ်ပေါ့နော်ပုံမှန်ဆိုရင်တစ်စီကားမဲ့ဆိုတစ်စီငားမဲ့ဆိုရင်တော့ပေါ့နော်ကျွန်တော်ပုံကောကနေပဲလေဆိပ်ကိုဆိုအနည်းဆုံး30ကျော်လောက်ကြာတယ်ပေါ့နော်ဘတ်စကားနဲ့ဆိုတော့ကျွန်တော်သိမကြလာဘူးအနည်းဆုံးကြာလုံးလုံးမှာဘတ်စကားကျွန်တော်တော့ကောင်းကောင်းတော့မသိဘူးနှစ်ချက်ကျော်တော့ပဲရှိတော့ Okay good let's go ကျွန်တော်လေဆိပ်ထဲမှာဘာတွေရှိတယ်ဆိုတာကျွန်တော်တို့စာပြီးပတ်ကြည့်အောင်နော်အခုကျွန်တော်စသွားမယ့်နေရာကတော့တီတူးလေဆိပ်ကိုစပြီးပေါ့နော်တီတူးလေဆိပ်ကိုစပြီးသွားကြည့်ပါမယ်ဒါတီတူးပြီးတော့ကျွန်တော်နဲ့အတူတီတူးကနေ T3 ကိုပေါ့ရထားနဲ့သွားကြည့်ကြမယ်T2 နဲ့ T3 ကိုသွားလို့ရှိရင်ကျွန်တော်ဘာကိုကြည့်လို့ရလဲဆိုလို့ရှိရင်ဒီဝေမှာရှိရဲ့ rainbow test ကိုကျွန်တော်ရားပါအောင်ကြည့်လို့ရပါတယ်T2 ကိုစပြီးတော့သွားနေပါပြီဒီမှာသွားရတာတော့အဆင်ပြေတယ်ခင်ဗျကိုရောက်တာနဲ့ပေါင်းချင်းမှာတွေ့ရတဲ့ဟာတွေပြမြင်ခွင့်တွေအကုန်လုံးပေါ့နော်စားတော့ဆိုင်နေပတ်သက်ရတာလို့ပြောပါT2 တွေကိုစရောက်နော်T2 ထဲမှာဆိုလို့ရှိရင်အခုမြင်နေရတဲ့ဒီနေရာလေးဆိုလဲထိုင်လို့ရန်ကောင်းတယ်ပေါ့နော်ထိုင်ကြလေးခုံလေးလုပ်ပေးထားတယ်အဆင်ပြေပေါ့အလုံးထိုင်ကောင်းပါထိုင်ကြခုံလေးတွေအများကြီးပဲလုပ်ပေးထားတယ်ထိုင်လို့အဆင်ပြေထိုင်ကြခုံလေးတွေအေးလို့ကိုယ်မိတ်ဆွေတွေစောင့်မယ်ဆိုလို့ရှိရင်ပေါ့နော်အေးစီလေးကိုယ်မိတ်ဆွေစောင့်မယ်ဆိုလို့ဒီမှာအေးစီလေးထိုင်ဆောင်လို့ရတယ်အခုတယောက်တည်းပြင်းနေဆိုလို့ရှိရင် coffee လေးဝယ်ပြီးတော့ဒီမှာကိုလေးတောက်အောင်ပြAC ထိုင်ပြီးတော့နိုင်လို့ရတယ်ကိုလာမဲ့တငယ်ချင်းပဲဖြစ်ဖြစ်ကိုတရားထွက်တဲ့တငယ်ချင်းပဲဖြစ်ဖြစ်ဒီမှာစောင့်နေမယ်ဆိုလည်းအဆင်ပြေရပါတော့ဒါမှမဟုတ်ဒီနေရာမထိုင်ချင်ဘူးကိုကစားတော့ဆိုင်နဲ့စောင့်ကျင်နေဆိုလည်းတော့နော်ဒီဘက်ရှမ်းနေမှာတခြားနေရာမှာစားတော့ဆိုင်နေအများကြီးရှိရပါတော့မက်ဒနာဆိုင်မျိုးလိုတွေ coffee shop တွေအများကြီးရှိပါတယ်ကျွန်တော်လည်းရန်သဘောကြပါတယ်ဒီလင်းနေလာတာဘယ်လိုပဲပြောပြောအိမ်နေရတယ်ပေါ့နော်ရတဲ့ရတာအဆင်ပြေတယ်စိတ်လေးရှိတယ်အခုကျွန်တော်နဲ့အတူပေါ့နော်ဒီ T2 rapper မှာဘာတွေရှိလဲဆိုတာနည်းနည်းလောက်ရှောက်ကြည့်ကြမယ်နော်သူရဲ့ rapper နေနေပါကိုတော့ကျင်နေရဆက်အောင်မဲ့လေးနေလဲဒီ display ပုံမှာကျွန်တော်တို့လင်းဆက်အောင်မဲ့အချိန်တွေထွက်မဲ့အချိန်တွေဒီမှာလာကြည့်လို့ရတယ်ပေါ့နော်ကိုရဲ့ boarding pass မှာပါတယ်လေးနံပါတ်ကိုကြည့်ပြီးတော့ဒီမှာကြည့်လို့ရပါတယ်အခုဒီမှာမြင်နေရဆိုလဲ currency exchange ပေါ့နော်ပတ်စံနေပါလေဒေါ်လာလဲမဲ့ဆိုလဲဒီမှာလဲလို့ရပါတယ်ပေါ့နော် currency exchange တွေလည်းရှိပါတယ်အခုမြင်တဲ့နေရာတော့lip ပေါ့နော်ကျွန်တော်တို့ဘောကဒီတပတ်ရှာတော့သွားမယ်ဆိုရင်လင်းနဲ့လည်းသွားလို့ရတယ်ဒီဘက်ရှာမှာရှိတယ် escalator နဲ့တက်လို့ရပါတယ်နှစ်မျိုးသွားလို့ရပါတယ် Okay လေစိတ်မှာဘာတွေရှိလဲဆိုရင်ဆက်ကြည့်ကြမယ်rapper တယောက်မှဆိုလဲစားတော့ဆိုင်အများကြီးရှိရပါတော့အခုကျွန်တော်မြင်နေရဆိုလို့မက်ဒနာရှိရယ်ဟိုးဘက်ရှမ်းမှာ coffee bar လေးရှိရယ် coffee bar ဆိုင်လေးရှိပါတယ်ဒီဘက်ရှမ်းမှာဆိုလဲ coffee bar လေးရှိရပါတော့ coffee တောက်ကျင်နေဆိုလဲဒီ bar လေးမှာလာပြီးတော့ AC နားယူလို့ရပါတယ်နောက်ပြီးတော့တာကလည်းနေအများကြီးရှိရပါတော့ဥမာအပေါ်မှာစာရေးထားပါတယ် Sky Train to T1 T3 တဘက်ရှမ်း Train to City
West City မှာများရပါချူရယ်ဟိုချက်တဲ့နေရာသွားပေါ့တော့ဒီများတဲ့အတိုင်းသူ့ရဲ့ guideline နဲ့လိုက်တော့မယ်ဆိုပေးသွားတော့အလုံးအဆင်ပြေပေါ့ဒီဘက်မှာမြင်နေရတော့ taxi stand ဖြစ်ပါတယ်နော်ကိုကစင်ကိုရောက်ပြီဆိုလို့ရှိရင်ကိုရဲ့နေရာသွားမယ်ဆိုလို့ကျရင် taxi နဲ့လည်းသွားလို့ရတယ် bus guide နဲ့သွားလို့လည်းရတယ်ပေါ့နော်ကိုအဆင်ပြေနဲ့ကိုသွားလို့ရတယ်ပေါ့နော်ကိုရဲ့ budget ပုံပုံတည်ပြီးတော့ကိုချက်တယ်သွားလို့ရပါတယ်ဘယ်လိုပဲသွားအဆင်ပြေပါတယ်နော်ဒီမှာ bus guide နဲ့သွားခြင်းလည်းဆိုလည်းဒီမှာသူ့ရဲ့ sign တွေ guideline တွေရေးထားပါတယ်ဒါမှမဟုတ် taxi stand သွားခြင်းလည်းဆိုလည်းဒီမှာ taxi stand ရှိပါတယ်ပေါ့ okay အခုဆိုကျွန်တော်T2 ရဲ့ Rebel ကတော့ဒီလောက်ပါပဲကျွန်တော် T2 ကနေ Rebel ကနေပြီးတော့ T2 တပတ်ချောက်သွားပါမှာပြမကျွန်တော်ဒီ link နဲ့သွားဖို့ပဲမတော်တာပါကောကျွန်တော်ဒီနေရာလေးကိုရန်သဘောကျလို့ဒီနေရာရဲ့ decoration လေးကျွန်တော်ရန်ကြိုက်လို့ဒီနေရာနေကျွန်တော်T2 Rebel ကနေပြီးတော့ပေါ်တက်တယ်မှာပေါ့နော်ပေါ်တက်ဒီနေရာလေးကိုကျွန်တော်ရန်သဘောကျတယ်ဒီမှာကို toilet တွေပါသွားကျင်တယ်ဆိုလဲဒီမှာကလည်းညားလေးပြထားတယ်ပေါ့နော်ဒီမှာလည်းဆိုင်တွေအများကြီးပါပဲ coffee ဆိုင်တွေ cosmetic ဆိုင်တွေအများကြီးပဲရှိပါတယ်ပေါ့နော်ကိုနဲ့အသုံးတရလေးဒီမှာဝယ်လို့လည်းရပါတယ်ဒီလေးတွေဝယ်မယ်ဆိုလဲဒီမှာဈေးပါရေးထားတာပေါ့နော်69 89 100မစိုးပါဘူးဈေးတင်ပါတယ်အရင်ဈေးကြီးလည်းမဟုတ်ပါပုံမှန်ဈေးပါပဲဒီတူတပတ်ချာကိုနည်းနည်းလောက်ချက်ကြည့်ကြမယ်ပေါ့နော်ဝါခုမြင်တဲ့နေရာကတော့စင်ဝူကနေမြန်မာပြည်ဘက်သွားမယ့်ချမ်းဖြစ်ပါတယ်ပေါ့နော်ဒီနေရာဘယ်နေလဲဆိုမြန်မာလေချောင်းအမှန်နေဖြစ်လိမ့်မယ်ဟုတ်ပါခင်ဗျအမှန်နေပါ UV2 patient ထွက်မလဲမသိပေါ့နော်မြန်မာတွေကနေမြန်မာတွေပေါ့နော်ဒီကနေပြီးတော့မြန်မာပြည်စတော့မှသူတို့အခုအခြေကြီးပဲပေါ့နော်အများကြီးပဲကိုအိတ်တွေကလည်းအများကြီးပဲပေါ့နော်တက်ဆုံးနေရာလေးတစ်ခုကိုပြကျင်တယ်ပေါ့ဘူးကျွန်တော်မြင်နေတဲ့နေရာကတော့ဒီ drop off ပေါ့နော်စင်မူလေးစက်ကိုကားနဲ့လာမယ်ဆိုလို့ရှိရင်ဒီနေရာလေးမှာရက်ကြပါတယ်ပေါ့နော်ဒီနေရာလေးမှာအခုမြင်နေရတဲ့နေရာလေးမှာရက်ကြတယ်နော်ဟိုကဝင်လာတယ်ဒီ drop off နေရာလို့လည်းရန်သဘောကျတယ်ဗျာလူမနောက်ကျမှသူမရှိဘူးအေးဆေးပဲကားရောက်လာတယ်ကိုယ့်ဘာကိုအေးလို့ထဲဝင်သွားတယ်လုံးဝအဆင်ပြေပါနော်အဲ့ဒီရမ်းမိုက်တယ်ဒီနေရာလေးပြန်ပြီးတော့ကျွန်တော်တို့ T2 ရဲ့ description တွေကိုပြန်ပြီးတော့ကြည့်ကြရမှာနော်ကိုစက်တွေမှာမြင်ရတာ T2 ပါနော်ဘာတွေရှိလဲဆိုတာနည်းနည်းလေးချက်ကြည့်ကြမယ်နော်ကိုစမြင်နေရတာဒါ T2 ရဲ့description နေရာပေါ့နော်ဘာတွေရှိရတဲ့နည်းဆက်ချက်ကြမယ်စင်တာနဲ့ decoration တွေကလည်းသူကအများအားပြောင်းလဲပေါ့တစ်ခေါက်တစ်ခေါက်မှသူတစ်ပတ်တစ်ခါဆိုအများအားပြောင်းလဲဒီ decoration စင်တာတဲ့နေရာလဲပေါ့ဒီတစ်ခေါက်ကတော့သူစင်တာsignature လဲတော့ကျွန်တော်တော့မသိဘူးပေါ့နော်ဒီလည်းအရင်လာပါတယ်သူမြင်နေရတာတော့ဒီ2တစ်ပတ်ရှာပါဟိုမှမြင်နေရတာဒီ2တပတ်ရှာပါနော်လင်းဖတ်မှဆိုတော့အဲ့ကိတ်ကနေပြီးတော့တဲဝင်တော့ကတော့စားသွားပါကိုသွားခြင်းနဲ့နိုင်တာသွားလို့ရပါတယ်ဒီ2မှာကိုမြင်နေရတဲ့ decoration တော့အញ្ញမ်းမိုက်တယ် 3D system လေးလောက်တာပါ 3D system လို့ခေါ်မလား 4D လို့ခေါ်မလားကျွန်တော်တော့မသိဘူးပေါ့နော်နိကက်လေးရကြည့်ပေးပါမယ်နိကက်လေးပါဒါလေးရတော့တက်စီတာကတော့အခုဆိုရင် T2 တပတ်ချာတော့ဒီလောက်ပါမယ်။နောက်ထက်နေရာလေးတွေဆက်သွားကြည့်ပါမယ်။
ဒါဘောရမှာဆိုလဲ coffee ဆိုင်နေနားဆိုင်နေအများကြီးရှိပါတယ်เนาะအဲ့မှာသွားပြီးတော့အေးဆေးနားယူလို့ရပါတယ်